ဒီလိုနှမ်းမျိုးကမတွေ့တော့ဘူးကြော်ပြမယ်ဒါဝါချီရနော်နှမ်းစားကိုကြည့်ရအောင်နှမ်းစားကိုဝါချီရဒီလိုနှမ်းမျိုးကမတွေ့တော့ဘူးပေါင်းကလည်းရှင်းလာမင်းနဲ့ရက်ဆက်အကိုတို့မတို့အမြင်ပါရောဘလို့ရှိလဲဗျအောက်ကကောမမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဒါကတော့ဟိုဘက်နှစ်ကဝါချီရဖြစ်ပါတယ်မိုးရင်းပိုင်းတော့ကတော့ပိန်းစိန်ချီရပေါ့နော်နောက်ပိုင်းဝါထည့်လိုက်တာဖြစ်ပါဝါချီရနှမ်းစားတော့ဘယ်နဲ့အောင်ဒါမျိုးကမတွေ့တော့ဘူးဒါမျိုးကမတွေ့တော့ဘူးဒါနှမ်းကတော့ထူတယ်ပေါ့နော်ဒါပေမဲ့ခွဲမှာပါဟိုမဲ့ပေါင်းထိုးနေပါ යි နောက်ကနေခွဲလိုက်မှာဖြစ်ပါတယ်ဒီပင်စင်လေးတွေ